မိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်တို့ channel ၄ချိန်မှာတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မလွတ်တမ်းကစားခဲ့ပြီမဲ့ကျွန်တော်က51ကို CCD ဆွဲကစားလိုက်တာပေါ့ဗျာအဲ့ထက်မှာကျွန်တော်တို့551တော့ပါလာတယ်ဗျ551ပါခဲ့ပြီမဲ့လို့ကျွန်တော်တို့တွတ်နယ်ပဲကျင်းနေရတယ်ပေါ့ဗျာကျွန်တော်ကမိတ်ဆွေတို့ကိုကျွန်တော်10 break 9 break 3ည break လုံဖန်ကစားခဲ့ပြီမဲ့လို့ကျွန်တော်တို့အဲ့ဒီထဲက551ကလည်းပဲအားတဲ့သူကပေါက်ချင်ပေါက်မယ်ပေါ့ဗျာမအားတဲ့သူကတော့ကျွန်တော်တို့တွတ်ပဲရမှာပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ channel 3ချိန်မှာကျွန်တော်တို့တစ်ဒီ3ချိန် channel 4ချိန်မှာကျွန်တော်တို့ channel 3ချိန်မှာလည်းပဲကျွန်တော်တို့တစ်ဒီဆက်ကစားသွားနိုင်ခြေရှိတယ်ဗျဒါလေးကိုတော့သတိထားကစားပေါ့ဗျာမိတ်ဆွေတို့ကိုကျွန်တော်ချပေးခဲ့တဲ့ကျွန်တော်တို့51ထိပ်သီး3လုံးပေါင်းတစ်ဖြစ်ချင်းနဲ့တကွက်ရဲ့နောက်ထပ်တစ်ခါကျွန်တော်တို့တစ်ဘူးရှိစီဒီ channel 3ချိန်မှာထည့်ကစားပါဗျအဓိကကျွန်တော်ဆိုလိုချင်တာကမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့22ချိန်မှာခွန်6ခွန်တကွက်ထွိုင်းတကွက်ထွိုင်းစနစ်ပေါ့ဗျာကစားခြင်းတယ်ဆိုလို့ရှိရင်ထည့်ကစားလို့ရပါတယ်ဗျကျွန်တော်အဓိကထားပြီးကစားကွက်ကိုမိတ်ဆွေတို့ကို message ပေးချင်တာက22ချိန်မှာပရိတ်3ကစားခြင်းတယ်ဗျဥစွာအနေနဲ့ကျွန်တော်တို့မိတ်ဆွေတို့ခွန်6ခွန်တကွက်ကစားခြင်းတယ်ဆိုလို့ရှိရင်ခုကျွန်တော်တို့85ခုနှစ်ထဲမှာတင်းနောက်ပိတ်နဲ့ရှေးပေါင်း9 3ထိပ်6ခါရှေးပေါင်း9နဲ့တင်းနောက်ပိတ်နဲ့ဗရိတ်30နောက်တစ်ခါကျွန်တော်တို့ဒီဘက်မှာဘယ်နှခုနှစ်လဲဆိုလို့ရှိရင်2000ခုနှစ်ထဲမှာကျွန်တော်တို့4ထိပ်စီ5ခါတင်းနောက်ပိတ်ဆိုလိုချင်တာကတော့တင်းနောက်ပိတ်နဲ့ရှေးပေါင်း9ဗရိတ်30ပေါ့ဗျာသူကထိပ်စီကိုလည်းပဲ3ထိပ်4ထိပ်5ထိပ်ခါကိုလည်းပဲ6ခါ5ခါ4ခါအဲ့ဒီလိုစနစ်နဲ့သူကဗရိတ်30လို့ရိုက်တာဗျနောက်တစ်ခါကျွန်တော်တို့2000နဲ့မှ19ခုနှစ်ထဲမှာကျွန်တော်တို့တင်းနောက်ပိတ်နဲ့ရှေးပေါင်း9ဗရိတ်30အဲ့ဒီဗရိတ်30တဲကစနစ်တော်ဝင်တာပေါ့ဗျာခွန်6ခွန်ကကျွန်တော်တို့အဲ့နှစ်ထဲမှာကျွန်တော်တို့2ချိန်4ချိန်6ချိန်ကကျွန်တော်တို့956အဲ့956ဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာကျွန်တော်တို့956လို့ကစားပေးခဲ့တယ်အဲ့ဒီလိုကစားတော့မယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့သူ့ရဲ့ဒီဘက်ဆောင်းတက်လိုက်လို့ရှိရင်ကျွန်တော်တို့တင်းနောက်ပိတ်နဲ့နောက်ပိတ်3လုံးပေါင်းခြင်း9လို့ရှိတယ်သောသောကကျွန်တော်တို့ရှေးပေါင်း9ကိုနောက်ပိတ်3လုံးပေါင်းတင်းနောက်ပိတ်နဲ့နောက်ပိတ်3လုံးပေါင်းခြင်း9လို့ထည့်တယ်ပေါ့ဗျာသူကနောက်3လုံးပေါင်းခြင်း8တင်းနောက်ပိတ်ဒီ3လုံးပေါင်းခြင်း9သူ့ရဲ့ဒီဘက်တစ်နှစ်ကျော်မှာဆောင်းမှာကျွန်တော်တို့956ပထမအဦးဆုံးထွက်ပေးခဲ့တယ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတကတ်ကျွန်တော်တို့တင်းနောက်ပိတ်နဲ့ဗရိတ်30ထွက်တဲ့နှစ်ထဲကကျွန်တော်တို့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ကကျွန်တော်တို့948သူကတော့ဒဲရီပဲထွက်တာပြရှေ့မှာတော့သူကနေမှတစ်ချိန်နဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာကျွန်တော်တို့948ဒုတိယတကတ်လိုက်တယ်ပေါ့ဗျာလိုက်တယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ရှေ့ကလိုပဲသူ့ရဲ့ဇောင်းတက်လိုက်လို့ရှိရင်ကျွန်တော်တို့တင်းနောက်ပိတ်နဲ့နောက်ပိတ်3လုံးပေါင်းခြင်း9လို့ရှိတယ်နောက်ပိတ်3လုံးပေါင်းခြင်း9နောက်3လုံးပေါင်းခြင်း9သူ့ရဲ့ဒီဘက်ဇောင်းမှာကျွန်တော်တို့ဒုတိယတကတ်948ကစားပေးခဲ့တယ်ဗျအခုကျွန်တော်တို့တတိယတကတ်အခုကျွန်တော်တို့941ရဲ့အဲ့နှစ်ထဲကကျွန်တော်တို့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မြောက်က6ချိန်မြောက်ကကျွန်တော်တို့ခွန်6ခွန်အခုကျွန်တော်တို့ရောက်ကမှာထည့်ကစားလို့ရတယ်ဗျကျွန်တော်တို့တင်းနောက်ပိတ်3လုံးပေါင်းခြင်း9နောက်3လုံးပေါင်း30သူ့ရဲ့ဒီဘက်ဆောင်မှာကျွန်တော်တို့ခွန်6ခွန်တက်နှစ်တက်ရင်ထည့်ကစားလို့ရပါတယ်ဗျနောက်ထပ်မိတ်ဆွေတို့ထွိုင်းကစားခြင်းတယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်တို့ဗရိတ်8 3ထွိုင်းရဲ့အထက်ကဗရိတ်8ခွန်ထွိုင်းရဲ့အထက်ကဗရိတ်9အခုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ထွိုင်းကစားခြင်းတယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီမှာဗရိတ်30လို့ထွက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ထွိုင်းနဲ့ပတ်သက်ရင်တော့မိတ်ဆွေတို့ထည့်ကစားပါဗျကျွန်တော်တို့ကခွန်ကတော့ကျွန်တော်တို့9လုံးကစားရမှာတစ်လုံးလည်းပဲကျန်တော့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့အော်ဒီတော့မဖြစ်ဘူးပေါ့ဗျာအရန်ပဲထည့်ကစားမှာပါဗျနောက်တစ်ခါကျွန်တော်တို့ဗရိတ်3ကစားခြင်းတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီဘက်နှစ်ထဲမှာဗရိတ်8ဒီလို3ခါရိုက်တယ်ပေါ့ဗျာအဲ့ဒီဗရိတ်8ကိုဗရိတ်8လို့3ခါရိုက်တယ်3ခါရိုက်တယ်ဒီဘက်နှစ်မှာ8လို့နောက်ပိတ်တယ်နောက်ပိတ်ပြီးမှကျွန်တော်တို့8ထိပ်စီဒီလို3ခါရိုက်တယ်ပေါ့ဗျာအဲ့ဒီ8ထိပ်စီ3ခါကိုကျွန်တော်ကဒီရောက်ကမှာထုတ်ကစားခြင်းတာပေါ့ဗျာဘာကြောင့်ထုတ်ကစားခြင်းတာလဲဆိုလို့ရှိရင်အခုကျွန်တော်တို့8ထိပ်လို့ဒီဘက်ကဝင်တဲ့နှစ်ထဲမှာကျွန်တော်တို့ပထမဦးဆုံး3နောက်ပိတ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတစ်ခါ2နောက်ပိတ်
တတိယကျွန်တော်တို့1နောက်ပိတ်3နောက်ပိတ်2နောက်ပိတ်1နောက်ပိတ်3နောက်ပိတ်နဲ့ရှည်ပေါင်း1 2နောက်ပိတ်နဲ့ရှည်ပေါင်း2 1နောက်ပိတ်နဲ့ရှည်ပေါင်း3အဲ့ဒီလိုဖြစ်တဲ့ကျွန်တော်တို့2ရဲ့ဒီဘက်ပိတ်မှာကျွန်တော်တို့3နောက်ပိတ်ရဲ့ဒီဘက်ဆောင်မှာကျွန်တော်တို့5ပိတ်5ပိတ်နှစ်ခါဆင့်ရိုက်တယ်ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့2နောက်ပိတ်ရဲ့ဒီဘက်ဆောင်မှာ6နောက်ပိတ်ဒီ6နောက်ပိတ်လို့ဆင့်ရိုက်တယ်အခုကျွန်တော်တို့1နောက်ပိတ်ရဲ့ဒီဘက်ဆောင်မှာကျွန်တော်တို့ခွန်ပိတ်တူအပိတ်ပြန်ဆင့်ပေးခဲ့တယ်ဆိုလိုချင်တာကကျွန်တော်တို့5ပိတ်သူ့ရဲ့ဒီဘက်ဆောင်မှာ3နောက်ပိတ်3နောက်ပိတ်ရဲ့ကျွန်တော်တို့ဒီဘက်ရောက်ကကျွန်တော်တို့ဒီ4ခွန်8နောက်တစ်ခါကျွန်တော်တို့6ပိတ်သူ့ရဲ့ဒီဘက်ဆောင်မှာကျွန်တော်တို့2နောက်ပိတ်2နောက်ပိတ်ရဲ့ဒီဘက်ဆောင်မှာကျွန်တော်တို့9 6နှစ်အခုကျွန်တော်တို့ရောက်ကကျွန်တော်တို့ခွန်ပိတ်သူ့ရဲ့ဒီဘက်ဆောင်မှာ1နောက်ပိတ်ရဲ့ဆောင်မှာကျွန်တော်တို့ကဘရိတ်3ထည့်ကစားခြင်းလားထည့်ကစားတဲ့အကြောင်းရင်းကကျွန်တော်တို့စောစောရှစ်တွေဖြစ်ခဲ့တဲ့ဥစ္စာကိုကျွန်တော်တို့5ပိတ်ရဲ့ဆောင်မှာ3နောက်ပိတ်ရဲ့ဒီဘက်ဆောင်မှာကျွန်တော်တို့ဒီဘရိတ်3ခုပေါင်းလိုက်ဗျဘရိတ်3ခုပေါင်းလိုက်တယ်ဆိုလို့ရှိရင်2ဘရိတ်ခွန်ဘရိတ်9ဘရိတ်ဒီဘရိတ်3ခုပေါင်းခြင်း8လို့ကစားပြီးခဲ့တယ်ဗျစောစောရှစ်တွေကိုအခုကျွန်တော်တို့ဒုတိယတက်ကအခုကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့9 6နှစ်ဒီဘရိတ်3ခုပေါင်းလိုက်ဗျ4ဘရိတ်ခွန်ဘရိတ်4ခွန်ဆိုတော့ဘရိတ်8လို့ကစားတယ်ဗျအခုကျွန်တော်တို့ရောက်ကမှာဆိုလို့ရှိရင်အခုကျွန်တော်တို့ကဒီမှာဘရိတ်5ဘရိတ်10ကျွန်တော်တို့ဒီရောက်ကမှာဘရိတ်3ကစားခြင်းတယ်ဗျဘရိတ်3ကိုအဓိကထားကစားခြင်းတယ်ဘာကြောင့်ဘရိတ်3ကိုကစားခြင်းတာလဲဆိုလို့ရှိရင်အခုကျွန်တော်တို့2009ခုနှစ်ထဲမှာ1ဘရိတ်6ဘရိတ်သူ့ရဲ့ဒီဘက်ဆောင်မှာ6ထိပ်နဲ့ဆောင်1နောက်တစ်ခါကျွန်တော်တို့2015ခုနှစ်ထဲမှာ2ဘရိတ်ခွန်ဘရိတ်သူ့ရဲ့ဒီဘက်ဆောင်မှာကျွန်တော်တို့6ထိပ်နဲ့ဆောင်1အခုကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်အခုကျွန်တော်တို့3ဘရိတ်10ဘရိတ်2023ထဲမှာ3ဘရိတ်10ဘရိတ်သူ့ရဲ့ဒီဘက်ပြီးမှာ6ထိပ်နဲ့ဆောင်1အဲ့ဒီလိုဆောင်1လို့ဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့နှစ်ထဲက4နှစ်5ဆိုတဲ့ကဏ္ဍဒီ6ထိပ်ဆောင်1ရဲ့ဒီဘက်နှစ်ထဲမှာကျွန်တော်တို့4 5နှစ်တကွက်လိုက်တယ်ဗျကျွန်တော်တို့ဒုတိယတစ်ခါမှာလည်းပဲကျွန်တော်တို့2ဘရိတ်ခွန်ဘရိတ်6ထိပ်ဆောင်1သူ့ရဲ့ဒီဘက်နှစ်ထဲမှာလည်းပဲကျွန်တော်တို့3နှစ်ခွန်ဆိုတဲ့ကဏ္ဍတကွက်လိုက်ပြီးခဲ့တယ်ဗျအခုကျွန်တော်တို့ရောက်ကမှာဆိုလို့ရှိရင်အခုကျွန်တော်တို့3ဘရိတ်10ဘရိတ်6ဆောင်1လို့ရိုက်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့6 5နှစ်ဒီ6ထိပ်ဆောင်1ရဲ့ဒီဘက်နှစ်ထဲမှာကျွန်တော်တို့6 5နှစ်တကွက်အခုရောက်ကမှာကျွန်တော်တို့ထက်ကစားလို့ရပါတယ်ဗျဒါကတော့မိတ်ဆွေတို့ကိုကျွန်တော်တို့ဘရိတ်3 22ချိန်မှာဘရိတ်3ကစားမယ်ပေါ့ဗျာဘရိတ်3ကတော့ကျွန်တော်တို့ဒီ3လုံးပေါင်းချင်း6ဒီ3လုံးပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်း8လို့ကစားမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့6နှစ်5နဲ့5နှစ်6ထက်ကစားပါဗျဒါကတော့မိတ်ဆွေတို့ကိုကျွန်တော်22ချိန်မှာဘရိတ်3ကစားချင်တာကိုချပြပေးတာပါဗျမိတ်ဆွေတို့ကြိုက်နှစ်တဲ့ရင်ကျွန်တော်တို့6နှစ်5နဲ့5နှစ်6လိုက်ကစားပါဗျကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့ကျွန်တော်တို့2990 5896 2026ထဲမှာအတူလက်တွဲခြင်းတယ်ဆိုလို့ရှိရင် Viber ကနေဆက်သွယ်ပါဗျအားလုံးကောင်းကြပါစေခွင့်လပ်ပါဗျ